အားလုံးပဲမင်္ဂလာပါဒေါက်တာလင်းပါ online ကနေကျန်းမာရေးနဲ့အလားပါဆိုင်ရာအကြောင်းအရာတွေဝေမျှပေးနေတဲ့ aesthetic ဒေါက်တာတယောက်ပါကျန်းမာခြင်းဒီလက်တစ်ပါးအစာလဲဆေးလဲအစာစတဲ့ဆိုရိုးစကားတွေကြားဖို့ကြမှာပါဒါပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအထူးသဖြင့်အခုနောက်ပိုင်းခေတ်တွေမှာလေ့ကျင့်ခန်းကိုပုံမှန်လုပ်တဲ့သူတွေနေလာကြတယ် whole food အစား processed food တွေပဲပိုစားဖြစ်လာကြပါတယ်ဒါကြောင့်ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့အညစ်အကြေးတွေခန္ဓာကိုယ်ကိုထိခိုက်စေတဲ့အဆိပ်အတောက်တွေကပိုလို့များနေနိုင်ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ကြားဖို့နေကြ detox လုပ်တယ်ဆိုတဲ့အသည့်ကြီးဝင်လာကြတာပဲဖြစ်ပါတယ်ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အသေးကြောက်ကပ်အဆုပ်ဦးလန်းကြောင်းအရေပြားကနေတဆင့်ခန္ဓာကိုယ်အတွက်ထိခိုက်စေတဲ့အဆိပ်အတောက်တွေကိုစွန့်ပေးလေးရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့လူနေမှုပုံစံ lifestyle က healthy မဖြစ်တဲ့အချိန်မှာ detox လုပ်ဖို့လိုလာပါတယ် detox လုပ်နည်းတွေကအိမ်မှာကိုယ့်ဘာကိုပြုလုပ်လို့ရတဲ့ DIY detox တွေ detox juice တွေ supplement တွေတောက်ကြတယ်ပေါ့ဗျာကျွန်တော်ဒီနေ့ဝေမျှပေးခြင်းတဲ့ detox လုပ်နည်းကတော့လက်ရှိကျွန်တော်ဆွဲတောက်ဖြစ်နေတဲ့ခိုစီကထုတ်တဲ့ဒီ Premium Herbal Detox ပဲဖြစ်ပါတယ်ခိုစီ Premium Herbal Detox ကို2022ခုနှစ်ကနေစတင်ရောင်းချခဲ့ပြီး customer တွေရဲ့ honest review ကောင်းမြောက်များစွာကိုရရှိထားတဲ့ local made premium product တစ်မျိုးပဲဖြစ်ပါတယ်သူ့မှာပါဝင်တဲ့ပစ္စည်းတွေက chemical လုံးဝမပါဝင်ပဲနဲ့တဘာဝအနေရတဲ့ဆေးဘက်ဝင်အပင်အသီးတွေကနေထုတ်လုပ်ထားတာကိုတွေ့ရပါတယ်ဒီ Premium Herbal Detox မှာပါဝင်ပစ္စည်းတွေကတော့ခြေပဲရွက်နုမက်လင်ချင်းတရုတ်စည်းဒီချင်းမောင်ဘူးတို့ပဲဖြစ်ပါတယ်ခိုစီ Detox ကိုတောက်ခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့လူကိုလန်းဆန်းပေါ်ပါစေပါတယ်အစာရည်နဲ့ဦးလန်းချောင်းကိုတန့်စင်ပေးတာဖြစ်တဲ့အတွက်ကြောင့် cut skin acids အရာကျွန်တော်တို့ဦးလန်းချောင်းကျန်းမာရုံနဲ့မကအသားရည်အတွက်လည်းကောင်းကျိုးဖြစ်စေပါတယ်ပုံမှန်တောက်သွားရင်ဝမ်းမှန်စေပါတယ်အာယုံစူးစိုက်မှုအားကိုကောင်းလာစေပါတယ်အချင်းကြာလာတာနဲ့အမျှမလိုလားအပ်တဲ့အဆိပ်အတောက်အညစ်အကြေးတွေကိုခန္ဓာကိုယ်ထဲကနေစွန့်ထုတ်ပေးပါတယ်ခန္ဓာကိုယ်အတွင်းရှိ pH level ကိုလည်းညှိပေးတဲ့ကိုယ်ခံအားကောင်းလာစေပါတယ်မလိုလားအပ်တဲ့အဆီပိုတွေကိုခြေဖြတ်လျော့ချပေးပြီးကိုယ်လေးချိန်ကိုလည်းလျော့ချစေပါတယ်ခိုစီ Premium Herbal Detox ထဲမှာပါဝင်တဲ့ 80% သောပစ္စည်းတွေက export quality အဆင့်ရှိတဲ့ပစ္စည်းတွေကိုထည့်သွင်းထားတာဖြစ်ပါတယ် Laboratory test စစ်ဆေးထားပြီးမှ UMFCCI ရဲ့ homework ကင်းစင်ကြောင့်ဘေးဥပဒ်ဖြစ်စေတဲ့အရာတွေမပါဝင်ကြောင်းလည်းအတိအမှတ်ပြုလက်မှတ်ရရှိထားတာကြောင့်ယုံကြည်စိတ်ချစွာတောက်သုံးလို့ရပါတယ်ခင်ဗျာဒီတပူးမှာဆိုရင် Smooth 9 ထုတ် original 9 ထုတ်ဆိုပြီးအရာဓာ2မျိုးစုစုပေါင်း14ထုတ်ပါဝင်ပါတယ် Smooth ကအချင်းအနှင်းငယ်ရောတဲ့အရာဓာဖြစ်ပြီး original ကအချင်းပူကဲတဲ့အရာဓာဖြစ်ပါတယ်နှမျိုးလုံးကချင်းတဲ့အရာဓာပဲသွားတာမို့ပြားရည်ထည့်ပြီးတောက်တာလို့မဟုတ်ရေများများထည့်တောက်လို့လည်းရပါတယ်ခင်ဗျာ Cozy Premium Herbal Detox တွေကထိဘက်လေးထဲမှာအရွက်6အသီးကြောက်လေးတွေကိုအမုန်းကျိတ်ထည့်ထားပေးတာဖြစ်လို့ရေနွေးနဲ့စိမ်မယ်ဆိုရင်10မိနစ်ခန့်စိမ်ပြီးအလွယ်တကူတောက်လို့ရပါတယ်ရေအေးနဲ့လည်းတောက်လို့ရပါတယ်ခင်ဗျာရေအေးနဲ့စိမ်ရင်တော့အချိန်အနည်းငယ်ခန့်ပိုကြာစိမ်ပြီးမှပဲတောက်သုံးစေချင်ပါတယ်ပုံမှန်ယောဂအခမ်းမရှိဘူးကျန်းမာတဲ့လူတစ်ယောက်ဆိုရင်တစ်နေ့ကိုတစ်ထုပ်ကနေ2ထုပ်အထိတောက်သုံးလို့ရပါတယ်ခင်ဗျာ Cozy ကထုတ်တဲ့ Premium Herbal Detox ကိုညွှန်ပေးရခြင်းအကြောင်းရင်းတွေကနံပါတ်1အချက် 80% export quality premium quality ဖြစ်တယ်နံပါတ်2အချက်ပါဝင်ပစ္စည်းတွေက side effect ကင်းပြီးမှကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်စေတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်နံပါတ်3 air dry formula နဲ့ပြုလုပ်ထားတယ်နံပါတ်4 laboratory test နဲ့ approval ရထားတဲ့အတွက်ကြောင့်နံပါတ်5 customer ရဲ့ honest review ကောင်းမြောက်များစွာလည်းရရှိထားတဲ့အတွက်ကြောင့်ညွှန်ပေးရခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးလို့ပဲကျေးဇူးအများကြီးတင်ပါတယ်